လာမယ့်နှစ်သစ်မှာကိုယ့်အတွက်တကယ်ကိုဖြစ်စေတဲ့နှစ်သစ်လေးဖြစ်လာဖို့စိတ်ဆွမ်းအားအပြည့်နဲ့ပြန်စနိုင်ဖို့နှစ်မကုန်ခင်မှာဒီ၃ချက်ကိုအရင်ဆုံးပြုလုပ်လိုက်ပါပထမတစ်ချက်ကဒီ2025အတွင်းမှာကိုမလိုချင်တဲ့အရာတွေကိုမကြိုက်တဲ့အရာတွေကိုသဘောမကျတဲ့အရာတွေကိုဒီ2025မှာပဲထားခဲ့လိုက်ပါဒုတိယအချက်ကတစ်နှစ်လုံးအတွင်းမှာကိုမှားပြီးလုပ်ခဲ့တဲ့အရာတွေကိုအောင်မြင်ခဲ့တဲ့အရာတွေကိုပြန်ပြီးသုံးသပ်ပါမှားခဲ့တဲ့အရာတွေကိုပြန်ပြီးအပြစ်တင်ဖို့မဟုတ်ဘူးเนาะမှားခဲ့တဲ့အရာကနေကိုပြန်တင်ယူဖို့ပြန်ပြုပြင်ဖို့ပါအောင်မြင်ခဲ့တဲ့အရာတွေကိုလည်းပြန်ကြည့်ပါဒီနေ့အတွင်းမှာဒီလောက်ထိလောက်နိုင်ခဲ့ပြီးဒီလောက်ထိတော်တာလားဆိုတာကိုပြန်မြင်ဖို့ပါအောင်မြင်မှုတသိမ့်ပွားတွေအောင်မြင်မှုတိုင်းတွေအားလုံးလက်ခံပါကျေးဇူးတင်ပါတန်ဖိုးထားပေးပါနောက်တစ်ချက်ကမဖြစ်မနေလုပ်ရမယ့်အချက်ပဲဖြစ်တယ်ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပါကိုတကယ်ချစ်တဲ့သူကကိုယ့်ရဲ့ကောင်းကျိုးတွေကိုယ့်ရဲ့အားသာချက်ကိုပဲလက်ခံနိုင်တဲ့သူမဟုတ်ဘူးကိုယ့်ရဲ့အားနည်းချက်တွေကိုယ့်ရဲ့အမှားတွေကိုပါလက်ခံနိုင်တဲ့သူဖြစ်မှဒါမှကိုတကယ်ချစ်တဲ့သူဆိုတာဖြစ်မှကိုတကယ်ချစ်မှကိုလက်ခံနိုင်မှကိုတန်ဖိုးထားမှအာမင်နှစ်သစ်မှာ energy အပြည့်နဲ့ဆက်ပြီးလောက်နိုင်ကြမှာပါဒါကြောင့်ဒီလာမယ့်2026မှာအားလုံးအတွက်ကောင်းသောနှစ်လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်ဘာတွေရသွားကြလဲ comment ထဲမှာရေးလာပြီးလို့ရတယ်